လက်ပေါ်မှာဒီဥက္ကဋ္ဌလည်းပါမယ် limited edition design လည်းဖြစ်ပြီးတော့ပျော်ရွှင်တာအမိသက်ပြီးပြုလုပ်လာတဲ့အိမ်လုံးနဲ့မိတ်ဆက်ပေးပါမယ်နောက်တော့41ရက်ကွယ်အဓိက main line မှာဖြစ်တဲ့ဥစ္စာတန်းမှာယူတဲပေါက်ပြီးတော့ဒါအင်ချင်းမနစ်စာလမ်းဆိုတော့ဒါ page 80ကျဲတဲ့လမ်းပေါ်မှာဆက်လုပ်ထားတာပါကဲ channel မှာဆိုလည်းမြင်နေရတဲ့အတိုင်းပဲเนาะဟိုဧည့်သည်တွေလာမှာဆိုတော့ဒါပါခင်3-4စီးတော့ကောင်းကောင်းကျနာလို့ရတယ်အချင်းချင်းမနစ်စာမှာဆိုတဲ့ဒီကားပါခင်ကြောက်ခင်းနေရဆောက်เนาะဘေးမှာဆိုလည်း plan ပေါက်တွေကစာပြချပြီးစီမံပြီးတော့ကျွန်တော်ပြင်နေရတယ်ပြီးတော့ဒီအချင်းချင်းမနစ်စာ design ဆိုတာလည်းမြင်ရတဲ့အတိုင်းပဲတော်တော်လေးကိုလည်း vibe ကိုခံစားရပါတယ်ဒီခံကိုစောက်လုပ်တဲ့ intention ရတယ်ဒီကခံကိုတန်နိုင်ရဆောက်ဒါဆို customer ခိုင်းလို့ပို့လောင်းထားပါတော့နော် channel ဆိုတော့ you အုပ်တွေမဟုတ်ဘဲနဲ့ဒီမှာကြောက်လုံးနေပြီးရှာလေးဆောက်လုပ်ပြီးဆိုတော့တွေ့နေရပါတယ် okay channel ကိုကြည့်လိုက်ရအောင် channel ကိုဝင်လိုက်တာနဲ့ quality ကိုအမိုက်စားကိုတွေ့နေရမယ်ဒါပါဆိုဒီကောင်းကောင်းကြောင်နာလို့ရမယ်အဲ့တော့ဘေးမှာဆိုတာယူခံတာတော့ဒါ18ပေခွဲ7ပေအခြေဝင်ရှိတယ်ဒါအောက်ကအနက်ကကြောက်တော့3ပေခွဲ4ပေခွဲဆင်းနေထားပါတော့ဒါကလေးတွေလည်းကြည့်လို့ရအောင်ပေါ့ဒီကဘေးမှာဆိုတာဒါရေချိုးမှုကဆောက်နော်မှာဆိုရင်ရှာဝါလေးဆိုပြီးစာထုတ်ပြီးတော့တွေ့နေရတယ်နော်အဲ့တော့ channel ကိုပြရပါလို့ဆိုရင်တော့ကျွန်တော်တို့အိမ်ထဲကိုလိုက်ကြည့်လိုက်အောင်ညရတာတော့နော်အိမ်တကမာကြီးဆိုရင်သူကတေချာမှာ customize လုပ်ပြီးထားတာဒေါ်လာတွေကဆောက်ပါတော့ဖန်ဒီစားလေးတော့အချင်းချင်းကတော့တွေ့နေရတယ်ဒီကျွန်တော်တို့ထဲကိုကြည့်လိုက်အောင်ဝါအဲ့ဒီတော့ကျွန်တော် luxury vibe ကိုစတင်ခံစားရတယ်ပေါ့နော်ဒီမှာ subsidy တွေနဲ့တုံးထားတဲ့ဒီကျွန်းပါကေးတွေ ceiling နဲ့ color နဲ့တော့ဟာကို match ဖြစ်တာကိုကျွန်တော်တွေ့နေရတယ်ဒါဟိုလည်းမဲ့သူကထူးခြားခြား level လို့ဆိုတော့ဖက်ကန့်ပြောပြတာပေါ့နော်လုံးဝဆိုတော့အဲ့ဒါတွေပါလည်းနိုင်ထိုင်နေနားလေးစကားတွေပြောလို့ရအောင်လို့subsidy တွေ airport stand တွေဆိုပြီးချာလေးဟို fine ရတယ်ဘယ်နှပါတော့9လုံးပေါ့နော်9လုံးမှာလည်းကျွန်တော်တို့ကာပြီးတော့ပုံစံမိန်ကစတခြားအလှလေးထည့်ပေးရတယ်ပေါ့နော် okay ဒါတော့ဒီတက်က master ဖြစ်တယ်ပါတယ်အဲ့ဒါတွေတော့ကျွန်တော်အမှန်ကြည့်နေရတယ်ပေါ့နော်ဒီကတော့ရရနေတာပူပြီးလို့လည်းတော့ဒီလိုလည်းနေရမှာတော့အရှိလို့လည်းနေရမှာပေါ့နော်အဲ့ဒါဆိုတော့အရှိလို့ပြရတယ်ကျွန်တော်ခုပတ်ချမ်းမှာဆိုရင်ဒါကို ACC ကို rest လုပ်လို့ရမယ့်နေရာရှိတယ်ဒီမှာဆိုတော့သူကနေရာကိုရှေ့ကနေပြီးတော့တကားကနေပြီးအဝင်ထွက်လုပ်လို့ရတယ်ဒီမှာ AC ထိုင်ပြီးတော့ coffee လေးပါလေးတောက်ဒါမှမဟုတ် wine လေးပါလေးတောက်လို့ရတာပေါ့နော်အဲဒီမှာဆိုတော့သူက coffee stand နေရာ service လေးထည့်ပြီးထားတယ်နော်မခရီးနဲ့ဒီမှာဒီချာလေးကိုမှmodify လုပ်ပြီးတာပြင်နေရတယ်ဒီမှာဆိုတော့ဒီကဘောအောက်ပေါ့နော်ဒီကဘောအောက်မှာဆိုတော့ကျွန်တော် power station တွေဒါ main နေရာဆိုတော့ဒီချာလေးဒီမှာပြင်ဆင်ပြီးထည့်ပြီးတော့ပြင်နေရတယ်နော်ကဲကျွန်တော်ဒါဆိုဒီဘက်ရှေ့ရ dining room ကိုကျွန်တော်ပြမယ်နော် dining room ဆိုလည်းပုံမှာဒီ ceiling unit ချက်တွေအစား lighting ကြီးရဲ့ဆိုတော့ fine ရတယ်ဒီမှာဆိုလည်းဒါကျွန်တော်တို့ Windows ဝယ်ဝိုင်းပေါ့နော်ရှေ့ရဖို့ဘယ်လိုဝိုင်းနေလဲဖြစ်ဒါမှမဟုတ်၄000ပဲဖြစ်ဇွမ်းချပြီးတော့ဒီနာတွေပါစားလို့ရတယ်နော်ဒါအဲ့ဒီဘိုင်းနဲ့ဟိုမှာစကားနှမ်းပြီးပြောလို့ရတဲ့အနေနဲ့မှတွေ့ရတယ်ဒီဘက်ပြတော့ main cam ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ kitchen room ကိုသွားမယ့်နေရာပဲဖြစ်ပါတယ် kitchen room မှာသုံးရတဲ့ဒီကာတော်လေး match ဖြစ်တော့တွေ့ရတယ်ဒါအပါဘောကပ်နဲ့အကုန်လုံးကပိုင်းရတယ်ဒီကတည်းကတော့ထားရနေရဝိရှော်တော့ထားရနေရတယ်အကုန်ပြင်ဆင်ပေးတာပေါ့နော်ဒီမှာကျွန်တော်စိုးစက်တွေပါမယ် gas stove တွေတော့ပါမယ်basically ဆိုတော့လုံးဝပစ္စည်းတွေကအကောင်းအားတွေလို့တခြားသုံးပြီးထားအောင်ပြင်နေရပါတော့ဒါကတော့ကျွန်တော်တို့အများဆုံးပုံထုတ်ထားတာပဲဖြစ်ပါတယ်ဒီဘက်တော့ဆိုရင်တော့ကျွန်တော်နောက်ကိုထွက်လို့ရမယ်နော်နောက်ပြီးထွက်လို့ရမယ်နောက်ပြီး kitchen တမောပမာကလို့ရမယ် area တွေဖြစ်ပါတယ်ကျွန်တော်တို့ဟိုတက်စီအဘောတော့တော့ဘူးလားလေဒီကဒီကလိမ်ရမ်းနေတာစောက်နော်ဒီကဘေးရနိုင်ငံတွေမှာဆိုတော့ customize ဒါအသေးစိတ်ကြီးခလို့ထားတွေ့ရပါတယ်ဒါအကုန်လုံးကျုံးနေတယ်စီလန်ထက်ကမီနီထက်က15ပေဖြစ်တယ်ဆိုပေမဲ့သူကသေးရှာပြီးဒါဒီကတက်ကမမြင်အောင်လို့တခြားဖန်တီးပေးကြပါတယ်အဲ့တော့ဟို GPU ရတဲ့တက်ကလည်းအများကြီး slow ဖြစ်မနေဘူးပေါ့နော်ဒါ
ဆိုကျွန်တော်တို့ပထမတော့ကိုရောက်ပါပြီပထမတော့ဆိုတော့အခန်း3ခန်းပေါ့မာစတာ3ခန်းနဲ့ကျွန်တော်ဖျားလို့ရှိပါတယ်ကျွန်တော်ရှိရဖျားခန်းကိုလည်းပြပေးပါမယ်ဘာလို့ကျွန်တော် shrine room area လို့ပြောပါတယ် shrine room မှာဆိုရင်တော့ဖျားတဲ့လူတွေချာတော့ဆိုင်ဘိုင်လေးရအောင်ဒီစားလေးစင်ပြီးထားတယ်သုံးနေကြပုံပုံပြီးထားတော့နော်တော်တော်လေးဒီပုံစံလေးချက်လက်ခံမယ်လို့ပြောနေပါတယ်တော့ဒီမှာရလာပြကြပါဦးလေအဲကျွန်တော်မြင်နေရတော့အရှိမင်းလက်စာလမ်းကျိုးပဲဖြစ်တယ်ပေါ့နော်အဲကျွန်တော်နောက်အိမ်ကနေပေါ်ကြည့်ရဒီမှာမာစတာအားလုံးတုတ်တဲ့အိမ်လုံးမှာခဏခဏလေးပါနော်အခုတစ်ခါလေးမှာတော့မေးမှဆိုတဲ့ခန်းပါတယ်ကျွန်တော်ပြင်ပြပေးမယ်အဲကျွန်တော်တို့ဒီမှာတည်းရဲ့ဒီမှာဦးဆုံးမာစတာခန်းပဲဖြစ်ပါတယ်တော်တော်အရှိမင်းလက်စာခန်းဖြစ်တယ်ပေါ့နော်မာစတာခန်းဆိုတော့ပြင်ရတာတရားဝင်ရှိတယ်လိုက်ကလည်းမှတ်ရရှိတယ်စနေတော့ပြီးပါတော့စနေဟိုင်းကစတော့ပြေတော့ချင်တယ်စနေဟိုင်းတွေတော်တော်ပြည့်နေတယ်ပြည်ရေချိုးကနေတော့ရတယ်ရေချိုးကနေစားတော့အသေးစိတ်ကိုပါပုံပေါ်ပြီးတော့အားကိုရတာရှာဝါဆိုလည်းအမြင့်ကြီးနဲ့ဒီမှာ section လည်းတစ်ပင်ဆိုတော့ရေချိုးကနေမှာထည့်ပြီးတော့တွေ့မြင်ရပါမယ်နော် crystal light တွေအစားအောင်နော်တေချာလေးသုံးပေးထားမယ်ဘေးစင်းလေးအမှန်နဲ့စားလုံးဝရှယ်ဖိုင်လာတော့နော်ကျွန်တော်ခံပြတယ်ဒီမှာတော့ဒုတိယမှာဆိုတာဒီခန်းဆိုလည်းဖန်ရှာရဲပေါ့အခန်းအခြေအနေပဲပြုတ်တော့ဝိုင်းနေစီခိုင်းဆိုတော့လို့ပြင်ပါတယ်ဟောလိုက်ကလည်းအဲ့လိုပုံတက်တော့ဒီကမှာတော့ဖန်ရှာရဲလိုရတော့နော်ရေချိုးကနေမှာဆိုရင်ခုနကကျွန်တော်ပြခဲ့တဲ့ပုံစံတိုင်းပဲဒါ crystal light တွေအစားတော့ပါမယ်အဲ့တော့ခဲလိုက်မှာပင်လေးစိုက်ပြကြတော့နော်ဒါပင်စစ်တွေပဲဖြစ်ပါတယ်အတူတွေလုံးဝမတောင်းပါဘူးဒီခန်းနေရာကျွန်တော် furniture လို့လည်းပေါ့နော် furniture မှာလုံးဝနဲ့လုံးဝ one function ပဲဒါမင်းမှာဆိုတာခန်းနေကျွန်တော်ပြပေးပါမယ်ဒီခန်းထဲမှာဆိုရင်ဘာလို့လဲ furniture တွေလုံးဝအပြည့်စုံမှန်နေကုန်လေး wardrobe တွေ sofa တွေတွေ့ရတဲ့စာအကုန်လုံးပါပြီးသားပေါ့နော်အမြင်တိုင်းမှာအခန်းလည်းဒီခန်း square feet တွေဆို storage ကျတယ်အဲကုန်းတွေမှာကအကုန်လုံးလုပ်ပြီးသားပေါ့နော်ဒီမှာဆိုတော့ဒါ TV stand တွေပါထားလို့ရမယ်အောက်မှာလည်းဒီမှာကိုပစ္စည်းတွေပါတင်လို့ရမယ်အောက်စီယာစပုံထည့်ပြီးတာပြီးတော့ဒီဘက်ခန်းကိုရှိုးလိုက်ဒီဘက်မှာတော့စိတ်ချက်တွဲရ master customize လုပ်ပေးထားတယ်။မှာ wardrobe တွေဆိုလည်းနေရာအပြည့်ပေါ့နော်။ဒါ30နေရာအပြည့်ရှိတယ်။ဟိုစားရထဲလို့ဆိုလည်း share ရပေါ့နော်။ဟိုဘက်ဘေးရောဒီဘက်ဘေးရောနှစ်ယောက်စာဒါစိတ်ကြိုက်တုံးလို့ရမယ်။မှာဆိုလည်းပစ္စည်းတွေပါထည့်လို့ရမယ်။ပြီးတော့ဒီမှာ Vegas 2 box တွေကစ feature လေးလုပ်ပေးထားတာပေါ့နော်။တက်တော့ share ဖိုင်းပြီးတော့2ဆင်းအောက်မှာ1ဆင်းအောင်3ဆင်းရှိတယ်။ပြီးတော့ရေချိုးကန်းနဲ့ budget ပါမယ်။ရှာပါဆိုတဲ့အပြည့်ကြီးနဲ့ပေါ့နော်။ဘေးစင်းလေးဆိုလည်းလုံးဝဖိုင်းပြီးတာရှေ့။ဟိုကကျတော့ပိုပြီးကောင်းသေးတယ်။ဒီမှာဆိုလည်းလုံးဝအပင်ခန်းတိုင်းမှာပင်လေးစိုက်ပြီးတော့မှဘေးစင်းတွေရှေ့ဖိုင်းရတယ်မှန်နေကုန်တယ်။ဆိုတော့ဒါလေးတော်လေးပေါ့ကြာ။ဒီတော့ရှေ့ကိုသွားကြည့်လိုက်အောင်။ဒီခန်းနေရာတော့ဒီနေရာဆိုတော့အမျိုးသမီးများတော်တော်များသဘောကျနိုင်တယ်လို့ထင်တယ်ပေါ့နော်။ဟိုကမှန်နေကုန်တယ်ဟိုစတီတွေ mega spot တွေဆက်လုံးဝအပြည့်ဝတ်စားတွေခုနကဒီကြိုက်လို့ထည့်လို့ရတယ်။အမြင်ကြီးနဲ့တော့အခန်း box တွေဆိုတော့အများကြီးသုံးပြီးဆောင်တွေ့မြင်ရပါတယ်။ကဲကျွန်တော်ဒီခန်းလေးပြပြီးဆိုရင်တော့ကျွန်တော်ဒုတိယတဲ့အပေါ်တက်ကိုတွားကြည့်လိုက်ရအောင်။ကဲဒါဆိုကျွန်တော်တို့ဒုတိယတက်ပေါ့နော်သုံးလက်ကိုရောက်ပါပြီ။ဒီသုံးလုံးမှာဆိုရင်လည်းကျွန်တော်အခန်းသုံးလက်ပါဆိုတော့ကျွန်တော်တအိမ်လုံးမှာစုစုပေါင်းအခန်းကြီးပဲ9ခန်းအကုန်လုံးကလည်း master တွေပဲပေါ့နော်။ဒီမှာဆိုတော့သူတို့ကဘာပါလဲဆိုရှေ့ကဒါနေရာလေးဆိုတော့ဒီလိုလိုလိုတွေဒီမှာတော့ဘာဖြစ်လို့လဲမထားဘူးဘာဖြစ်လို့လဲလိုလိုရတယ်ဒါမှမဟုတ်ရင်ဒီမှာကျွန်တော်တို့ projector တွေနဲ့ relation ကြည့်တာတွေအမေရုံးနဲ့ထားတာသူစိတ်ကြိုက်တော့ဒါသုံးလို့ရနိုင်တာပါပဲဒီရှိမှဆိုတော့အားလုံး master တော့ချက်ပါเนาะဒီရှိရအကန့်တွေပြတယ်ဒီအပေါ်ကတော့အောက်နေတော့ဒီကတော့အတူပဲဟို master တော့ရှိတယ်เนาะကြားနေတာကတော့ difference ပေးပြီးတယ်မှာဒီကနေ့ဆိုချေတယ်ဒါဆိုရင်အရှိနေတာများတယ်အရှိနေတာများတယ်ပြီးတော့အိမ်ကနောက်တဲ့ပြည်လို့မှာလုံးဝအေးနေတော့တေကိုလေဒီလိုတော့ခံပေါ်နေတယ်ဒါတော့ဒီကမှာဆိုတာအရင်ကပါတယ်ဒီကနေ့တော့အောက်ကအခန်းကြီးနဲ့ရောက်နေတယ်ပေါ့ဝယ်ယူနေတယ်ခါရမှာပုံမှန် series ကြီးစင်နာတိုင်းနဲ့စာတဲ့ကိုလုံးဝထူးခြားပါတယ်ပြီးတော့ဒီလိုကမ်းမှာဆိုတော့ကျွန်တော်ပြခဲ့တဲ့အခန်းကြီးတိုင်းကိုပဲဒီခန်းထဲမှာဆိုတော့အိမ်ကြီးပါမယ်ဆက်ချက်ကြောက်နေပါမယ်ရှာပါရီဆိုတော့လုံးဝ share လုပ်ပြီးတာတော့အမြင်ကြီးသုံးနေတာပေါ့
ဒီစုကမ်းမှာတော့ဖိုင်တော့တွေ့နေရပါတယ်ကျွန်တော်နောက်ဆုံးခံပြတယ်ဒီခဲကတော့မိမစာလို့ရတယ်ကျွန်တော်ကအောက်ကပြခဲ့တဲ့ခဲတော့ပေါ့နော်ဒါပေမဲ့သူကကျတော့လူစီးတွေမထည့်တာတော့ကြီးညာဟောဖြစ်နေတယ်ဒါဝယ်စီးတွေတက်ပြီးတော့ customer လုပ်ပြရတယ်အကျယ်ဝန်းအားနဲ့ဆိုတော့ရှီကဒီစုကမ်းမှာပါဆိုရင်တော့ဒါ34လောက်ရှိတယ်နော်34လောက်ရှိတော့တော်တော်လေးမိုက်တယ်ဒါဒီစုကမ်းထဲမှာဆိုရင်ပုံမှန်တော့ဘုမတို့ကလည်းနည်းနည်းတော့ပြောင်းလာမှရှိတယ်ဒီစုကတော့ရှေ့ဖိုင်နေတာပေါ့နော်။ဘာလဲမဆောက်ဘူးတော့ဘေးစကစားတော့ရှေ့အသေးစိတ်ကမှပုံပေါ်လေးတော့တွေ့နေရပါဘူး။ Okay တိတ်လုံးနဲ့ပြသတယ်ဆိုတော့ဒီရင်ရောင်းတဲ့ရှိနေတာလို့ထင်ပါတယ်။ဒီရင်ရောင်းတဲ့ဈေးကတော့3,500ကပြည်သူ့ခံနိုင်နိုင်ပါတယ်။ brand name ကြီးတော့ပါအဲ့ဒီလိုအနေနဲ့ဒီရင်ကိုစိတ်ဝင်စားလို့ကြည့်ရှုနေဆိုရင်တော့ကျွန်တော်တို့ New Home Realty ရဲ့ Facebook Messenger ဒါမှမဟုတ်ရင် hotline နံပါတ်ဖြစ်တဲ့39994946ကိုဆက်သွယ်စုံစမ်း appointment ရယူပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ